ကျမတို့မပြောပါစားခင်ဗျာကျွန်တော်ဒီနေ့တော့သီးစုံချင်းပေါင်းလေးလှုပ်ရှားဖြစ်ပါတယ်ကျွန်တော်တို့တောင်ပေါ်ဒေသတွေမှာဆိုရင်ဒီလိုအချိန်ကလိုက်ချီသီးတွေလိုင်းပေါ်ရရသည်ပဲဖြစ်ပါတယ်အိမ်ချမ်းထဲမှာရှိတဲ့လိုက်ချီသီးပင်ကလည်းအသီးတွေရှင်းမဲ့နေပြီဖြစ်တာကြောင့်လိုက်ချီသီးနဲ့တခြားအသီးနှံတွေရောပြီးသီးစုံချင်းပေါင်းလေးလှုပ်ရှားပါမယ်ကျွန်တော်တို့မျိုးကတိတ်တူးဝလန်နဲ့ပန်းမှန်မျိုးစုံပေါ်ရရသည်လို့ဆိုကြပေမဲ့လည်းသူရသည်နဲ့တို့ရှားပါတဲ့အသီးနှံတွေလည်းရှိပါတယ်มากับแมวมาเจอกันสู้กันတူမြင်မှာတော့ဖန်မေပြီးနဲ့မီတီကလွယ်ပြီးလက်တကမ်းမှာရနိုင်တဲ့အသီးနှံမျိုးစုံထည့်ထားပါတယ်။ရင်စုံအသီးနှံတွေကိုယူစေသက်ဆင်ပြီးအခွန်တော်ကစိတ်ကြိုက်ပုံစံအနေထားနဲ့လီဖြတ်ထားလိုက်ပါတယ်။ကျွန်တော်တို့တောင်ပေါ်မှာလုံးဝမထွက်တဲ့အသီးလည်းရှိပါတယ်။အဲ့ဒါကတော့တည့်အသီးမဲ့ပဲဖြစ်ပါတယ်။ဒနာကြီးတဲ့အတိုင်းဆိုရင်တော့ကျိန်စာတိုက်ခဏရလို့အမဲ့ထားလို့မရတာလို့ဆိုပါတယ်။ဘလူနီးနဲ့ပဲမဲ့ထားတာမဲ့ရီဆိုတာနဲ့တချမ်းပိုးဝင်ပြီးပုတ်ပါတယ်။တည့်အသီးအကြောင်းပြောရင်းမှာကျွန်တော်အကြိုက်ဆုံးတည့်အသီးကတော့အောင်တင်သီးပဲဖြစ်ပါတယ်။တောင်ပေါ်မှာတော့အောင်တင်သီးကတွေးရမြင်ရခဲအောင်အရန်လို့ရှာပါပါတယ်။အခုလီပြခဲ့တဲ့သီးနှံတွေထဲမှာတော့ချန်တဲ့သီးနှံကတဝက်လောက်ပါပါတယ်။ဘယ်သီးနှံကိုအကြိုက်ဆုံးဆိုတာလေးပြောပြပေးလို့ရပါတယ်။แล้วเมื่อไรจะพูดดีๆฉันก็ยอมเธอก็ยอมให้กันสักทีจะให้ดีเธอยอมก่อนตกลงไหมဒါကတော့မမှန်သီးဖြစ်ပါတယ်။သူကလည်းပင်မဲ့သီးဖြစ်တဲ့အတွက်ကြောင့်စားရတာရန်ကိုချိုပါတယ်။မမှန်သီးကလည်းပြင်းလွင်မျိုးရဲ့ဒေတာထွက်ကုန်တွေကတစ်ခုပဲဖြစ်ပါတယ်။ပင်မဲ့သီးလေးလည်းအစင်းလေးရှိတာနဲ့ပင်မဲ့သီးလေးလည်းထည့်ထားပါတယ်။ဒါပေမဲ့ကျွန်တော်ကပင်မဲ့သီးကိုဆော့လုပ်တဲ့နေရာမှာသုံးပါမယ်။ဆော့ဆက်ဖို့အတွက်အရသာအတွက်ကတော့အရင်ဆုံးညိုသီးစိမ်းကျွတ်သွန်ဖြူထင်းညံနဲ့ပစွန်ကြောက်တို့ကိုကျင်းညအောင်ထောင်းထားလိုက်ပါမယ်။ထောင်းထားတာဆင်းဖြစ်ပြီးဆိုရင်တော့ဆော့ဆက်ပါမယ်။စလုံးတစ်ခုထဲမှာထောင်းထားတဲ့အနစ်တွေထည့်လိုက်ပါမယ်။ရရတော့တကူတော့တကြားငရုတ်သီးမုံစားနဲ့ကြက်သားမုံတို့ကိုလိုသလိုချိန်ဆပြီးထည့်နိုင်ပါတယ်။သုံးထားတဲ့သီးတွေကအချိုသီးတွေများတဲ့အတွက်ကြောင့်တံမြာသီးနှလုံးနဲ့ပင်မဲ့သီးထည့်ထားပါတယ်။ငပိမထည့်ပဲထိုင်းနေတုပ်တဲ့ပုံစံအတိုင်းငန်းပြားရင်နိုင်ချင်းနဲ့တုပ်ပါမယ်။ကျွန်တော်သုံးထားတာကတော့နာဂါစာရီ9-3 ငန်းပြားရီပဲဖြစ်ပါတယ်။နာဂါစာရီငန်းပြားရီကအချိုမုံတာရှိကန်စီနဲ့စိုးစေးလုံးဝမပါဘဲကျမ်းမာရေးနဲ့ညီထုတ်လုပ်ထားတာဖြစ်ပါတယ်။ငါစစ်ကနေထုတ်လုပ်ထားပြီးအငန်လည်းမဆူပဲအနက်တင်တင်လေးမွေးပါတယ်။စောဆက်ထားတာဆင်းနေဖြစ်ပြီးဆိုရင်တော့ပြင်ဆင်ထားတဲ့အသီးနဲ့အစုံလေးရောပြီးတမတော့နေပေးလိုက်ပါမယ်။အဲဆိုရင်တော့အနှစ်အရေးလေးကမှစားအရန်ကိုစားလို့ကောင်းတဲ့သီးစုံချင်းပေါင်းလေးရရှိပြီဖြစ်ပါတယ်။ဘယ်အသီးကိုအကြိုက်ဆုံးဆိုတာလဲကျွန်တော်နဲ့အကြိုက်တူမလားမှန်းခဲ့ပေးလို့ရပါတယ်။ဒီနေ့တော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။ဆုံးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်းစေးပါจะให้ดีเธอยอมก่อนตกลงไหม